ဆက်ပြီးတော့ဦးဇင်းတို့ဘာကိုပြောမှာလို့ဆိုတော့ကာမတို့ရဲ့အာဒီနဝအဖြစ်အဲ့ဒါကိုကြတော့များစွာမြတ်စွာဘုရားဟောထားတယ်ဟောဆိုတော့ကာမမှာတာယာဝယ်နဲ့အပြစ်နဲ့ကမနှိုင်းရှင်တာတော့အောင်အပြစ်ကတာယာဝယ်ထဲများနေလို့ပဲအဲ့ဒီကာမနဲ့ပတ်သက်ပြီးတော့အပြစ်ကိုမြတ်စွာဘုရားဘယ်လိုပြောလို့ဆိုတော့ပြောထားပုံလေးကအလိုတရာမှအစီအစဉ်တခြားရှိလာတယ်ပေါ့အသေးစိတ်လေးလည်းပြောထားတယ်အဲ့ဒါကိုရည်ရွယ်ပြီးတော့လည်းမဟာဒုက္ခခန္ဓာသုတ်တံလို့နာမည်ပေးထားတာနဲ့တူတယ်လို့ပြည့်စိတ်ထဲမှာစဉ်းစားကြည့်မိတာပါကာမရဲ့အပြစ်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဘယ်လိုဟောတာလို့ဆိုတော့ယဟန်တို့တဲ့ကာမရဲ့အပြစ်ဆိုတာဘာကိုပြောတာလို့ဆိုလို့ရှိရင်ဟောဒီလောကကြီးမှာအတ္တမွေးဝမ်းကြောင်းမှုပညာရဲ့အမျိုးမျိုးကိုသင်ကြားကြရတယ်မွေးလာတဲ့ကစပြီးတော့တည်တတ်တဲ့အရောကစပြီးတော့ဟုတ်လားအဲ့လိုသင်ကြားတဲ့အခါမှာကိုယ့်ရဲ့အစဉ်နဲ့ကိုယ့်ရဲ့အကြောင်းတရားအားလျော်စွာအမျိုးမျိုးသောအတ္တမွေးဝမ်းကြောင်းမှုပညာရဲ့တစ်ခုစီကိုတော့လူတွေဟာတက်မြောက်ထားရမယ်မတက်မြောက်လို့မရဘူးတော့ခက်ကျန်းတဲ့တက်ခြင်းနဲ့တက်မယ်အတူစားတက်ခြင်းနဲ့တက်မယ်အစဉ်တန်းတင်းတင်းနဲ့တက်ခြင်းတက်မယ်အစဉ်တန်းမြင့်မြင့်နဲ့တက်ခြင်းတက်မယ်ပြီးကြတာကတော့အတ္တမွေးဝမ်းကြောင်းမှုပညာရဲ့တစ်ခုကိုတော့တက်မြောက်ရမယ်ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုမွေးမြူဖို့အတွက်ရှားဖွေဖို့အတွက်ပညာရဲ့တစ်ခုကိုတက်မြောက်ရမယ်အဲ့ဒီကိုတက်ထားတဲ့ပညာရက်ကိုအသုံးချပြီးတော့ဘဝမှာနော်အပူမရှောင်အေးမရှောင်နော်အတွေ့အထိမျိုးစုံကိုမရှောင်မဲနဲ့ဆင်းရဲမျိုးစုံကိုမရှောင်မဲနဲ့ရှားကြရဖွေကြရကြိုးစားအထောက်ကြရတာတွေရှိပါလေတဲ့ဒါကိုမိတ်ပေါင်းတော့အသေးစိတ်တွေစဉ်းစားတတ်ရမယ်ပေါ့နောက်ကလေးဘဝတွေကစပြီးတော့တော့သင်ကြားရတဲ့အနေအထားတက်မြောက်လာပြီဆိုတော့လည်းဒါကိုအသုံးချပြီးတော့နောက်ပြင်ပန်းပန်းကြိုးစားပြီးတော့အထုတ်ပြီးတော့ရှာဖွေကြရတဲ့အနေအထားဒါတွေဟာဘာလဲလို့မေးရင်ကာမကြောင့်ဖြစ်လာတဲ့လက်တွေ့သိနိုင်တဲ့ဆင်းရဲဒုက္ခတွေပါတဲ့ဒါဟာဒုက္ခမဟုတ်ဘူးတော့ဒီကကြီးမှန်ဟုတ်လားဒါပညာရအမျိုးမျိုးကိုအသုံးချပြီးတော့ရှာဖွေရတယ်ကြိုးစားရတယ်ဆိုတာဒုက္ခမဟုတ်ပါဘူးဟုတ်လားအဲ့တော့ငယ်ငယ်တုန်းကဦးဇင်းတို့ကဒီဟာလေးကိုဖတ်ရတယ်တွေ့ရတော့ကျောင်းကိုသွားမှပြင်းတာဆိုတာကိုသွားပြီးတော့အမှတ်ရတယ်ပေါ့ပညာသင်ရတော့လည်းပဲနော်အယံကြီးစိတ်ပါလက်ပါစိတ်ချမ်းသာလက်ချမ်းသာနဲ့လှုပ်ချင်လို့ကိုလှုပ်နေတဲ့အပိုင်းသိပြီးတော့မရှိဘူးမလှုပ်ရင်မဖြစ်လို့ဆိုပြီးတော့လှုပ်ရတာတိုင်တက်မြောက်လာပြီဆိုရတော့လည်းပဲတချို့ကြတော့လည်းပဲသင်ထားတာကတစ်မျိုးတကယ်အတ္တမောဟကြောင့်မှုပညာရဲ့နဲ့အတ္တမောဟကြောင့်မှုအနေနဲ့ရှားရပြီဆိုတော့လည်းပဲတစ်မျိုးပါထပ်တူလေးကြားချင်မှကြားမယ်ကိုသင်ထားတဲ့တိုင်ကိုတက်ထားတဲ့တိုင်ရှားဖို့ရတာလည်းဟုတ်ချင်မှဟုတ်ပဲဒါပေမဲ့တေးကြတာကတော့ကိုလုတ်တဲ့တလူလေးလှုပ်ပြီးတော့ဘဝမှာရုန်းကန်နေရတယ်လှုပ်ရှားနေရတယ်ရှားဖွေးနေရတယ်ဆိုတာကတော့အလွန်မှသိကြတယ်ဟုတ်တယ်မဟုတ်လားအဲ့ဒီအတတ်ပညာရဲ့အမျိုးမျိုးကိုအသုံးချပြီးတော့ရှားဖွေးနေရတယ်ကြိုးစားနေရတယ်အထုတ်နေရတယ်ဆိုတဲ့အပိုင်းမှာဆင်းရဲမှုမျိုးစုံကိုတွေ့ရတယ်စိတ်မချမ်းသာမှုတွေတွေ့ရတယ်ကိုယ်ဆင်းရဲမှုတွေကိုတွေ့ရတယ်တချို့ဒါကိုရှာရင်းနဲ့ပဲကျန်ဝါရေးပေါ်ပြန်လာရှိတယ်အသက်တည်တော့တာတောင်ရှိတယ်တဲ့မြတ်စွာဘုရားကအဲ့ဒါဟာလက်တွေ့ဘယ်လိုမှမငြင်းနိုင်တဲ့ကာမကြောင့်ဖြစ်လာတဲ့အဖြစ်ပါတဲ့အဲ့ဒါကာမရဲ့အဖြစ်ပဲတဲ့အဲ့ဒီကစပြောတယ်အဲ့ဒါလိုရှာတဲ့ကိုယ်လေးခါမှာဒုတိယမှာဆက်ပြောလို့ဆိုတော့ကိုရှာကိုယ်တဲ့အတိုင်းကိုကြိုးစားတဲ့အတိုင်းအားထုတ်တဲ့အတိုင်းကိုမြုံမှန်းထားတဲ့အတိုင်းရခြင်းလည်းရမယ်ရခြင်းမှလည်းရမယ်ဖြစ်ခြင်းလည်းဖြစ်မယ်ဖြစ်ခြင်းမှလည်းဖြစ်မယ်ပေါ့များသောအားဖြင့်တော့မဖြစ်ကြတာပဲများပါတယ်နော်အဲ့လိုမဖြစ်လာတဲ့အခါမှာကိုလုပ်တဲ့အတိုင်းဖြစ်မလာတဲ့အခါမှာစိတ်ထဲမှာဘာဖြစ်တော့ရှင်းရတာပေါ့ပူလောင်တာပေါ့ပင်ပန်းတာပေါ့တချို့ဆိုရင်နဲ့စားထဲမှာပြောထားတယ်မြတ်စွာဘုရားရင်ပတ်စီပြီးပြီးတော့ငါလုပ်တဲ့အလုပ်ကဘာမှလည်းအရာမထင်ပါလားဘာမှလည်းအကျိုးမရှိပါလားပင်ပန်းရုံမြတ်တက်ပါလားဆိုပြီးတော့ပြောဆိုမိတမ်းပြီးတော့ငိုရတဲ့အဆင့်ကိုတောင်ရောက်တယ်တဲ့နောက်ကာမကိုအကြောင်းပြုပြီးတော့ရှားရင်ငိုရင်းနဲ့မရတဲ့အခါမှာအောင်မြင်မှုမတွေ့တဲ့အခါမှာအဲ့လိုမျိုးဆင်းရဲတာတွေမရှိဘူးလားရှိတယ်အဲ့ဒါလည်းပဲလက်တွေ့သိနိုင်တဲ့မြင်နိုင်တဲ့ကာမရဲ့အဖြစ်ပဲတဲ့ကာမကြောင့်ဖြစ်လာတဲ့ဆင်းရဲဒုက္ခနော်နောက်ဘာဆက်ပြီးတော့ပြောလို့ဆိုတော့ယဟန်တို့တဲ့အဲ့လိုကြိုးစားပြီးတော့ရှားပွေမယ်အထုံမယ်ပြုလုပ်မယ်ဆိုပြီးတော့ကြိုးစားတဲ့အခါမျိုးမှာရလာတာတွေရှိလာတယ်အောင်မြင်မှုရတယ်ဆိုကြပါစို့ကိုရှားတာလေးအဆင်ပြေလာတယ်ဆိုကြပါစို့အဲ့လိုဆိုရင်ဘယ်လိုဆက်ပြီးတော့ပြင်ပနိုင်လို့ဆိုတော့အဲ့ဒါလေးကိုပြည့်စည်မသွားအောင်ဤမျိုးစုံနဲ့ဆောင်းရှောင်းရတဲ့ကာကွယ်ရတယ်တဲ့။ရသော်ဗျာကတော့ရန်သူမျိုး၅ပါးနှောက်ယှက်ဖြစ်စည်းခြင်းမပြုတ်နိုင်အောင်ဤမျိုးစုံနဲ့ကာကွယ်ရတဲ့ဆောင်းရှောင်းရတယ်။အဲ့ဒီပြည့်စည်မသွားအောင်ကာကွယ်ရတဲ့ဆောင်းရှောင်းရတဲ့အနေထားဟာလည်းပဲဒါချမ်းသာတယ်လို့မဆိုနိုင်ဘူးတဲ့။တချို့ဆောင်းရှောင်းရတာနဲ့ဘိုးဘက်အလုံးပင်မဆင်းရဲနေတာတွေရှိတယ်။
ဒါများရင်များတော့စိတ်ထဲမှာဖိအားကြီးတစ်ခုဖြစ်ပြီးတော့ကာကွယ်ဆောင်းရှော့ရတဲ့အပိုင်းဟာလည်းပဲသိပြီးတော့အတ္တတာလာဖို့ပေါ့ဒါလည်းဆင်းရဲတာပဲတဲ့အဲ့လိုကာကွယ်ဆောင်းရှော့ပြီးတော့ဆင်းရဲခံပြီးတော့ထိမ့်သိမ့်ပြီးတော့ထားတဲ့ကြားတွေကအခက်မသိလို့ရှိရင်ဒီယန္တုမျိုး၅ပါးကြောင့်ပဲကိုရှာပွေထားတာလေးတွေကပျက်စီးသွားတယ်ဆုံးမသွားတယ်ဆိုတာမျိုးကိုမရှိတတ်ဘူးလားရှိတတ်တယ်အဲ့လိုမျိုးဆုံးမသွားပြီးပျက်စီးသွားပြီးချိုးပြန်ရင်တော့ဒါအကြီးအကျယ်ကိုပူလောင်ရလိမ့်မယ်ဆင်းရဲရလိမ့်မယ်တဲ့ဟောတချို့စီဝါဥစ္စာတွေပျက်စီးသွားလို့ကိုမြင်လို့တာလေးတွေပျက်စီးသွားလို့နော်ကျမကြီးပေါက်ပြန်သွားတာတွေရှိတယ်အစိပ်ပိုင်းဆိုင်ရာတွေပေါက်ပြန်ပြီးတော့ယူသွတ်သွားတာတွေရှိတယ်ဟုတ်လားတချို့တက်တန်းစီမနေလိုက်ရပဲနဲ့ပူပူလောင်လောင်နဲ့သေသွားတာတွေတောင်ရှိတယ်နော်ကိုရှာပွေထားတာတွေကိုမပျက်စီးအောင်စောင့်ရှောက်တဲ့ကြားတွေကပျက်စီးမှုကြုံလာပြီဆိုလို့ရှိရင်အကြီးအကျယ်ထိခိုက်ကြရတယ်ခံစားကြရတယ်ပေါ့ဟုတ်လားအဲ့ဒါကိုဦးဇင်းတို့ကာမသုတ္တန်ထဲမှာကျတော့ဘယ်လိုပြောထားတော့ဆိုတော့တမင်လေးတွေကောင်ကအေးချမ်းချမ်းမျက်နှာလေးတွေကိုစားပြီးတော့ပြောနေတော့မှာပဲမုတ်ဆိုးကမြားနဲ့ပြစ်လိုက်တဲ့အခါမှာတန်လဝိတောဝါရောပတိနော်မြားမှန်ခံရတဲ့တမင်ပေါ့အလူတရင်ကထိတ်လန့်တုန်လှုပ်ပြီးတော့လူလဲပြီးတော့ကြီးကျယ်တဲ့ဆင်းရဲဒုက္ခကိုတွေ့ရတယ်ပေါ့အဲ့လိုပဲကာမဆိုတာရလာတဲ့အခါမှာဝမ်းသာရင်ဝမ်းသာရသလိုပျက်စီးသွားတဲ့အခါမှာလည်းအကြီးအကျယ်ပူလောင်ရတဲ့ဆင်းရဲရတယ်ပေါ့နော်ဒါကိုလည်းပဲမြတ်စွာဘုရားကဒီမဟာဒုက္ခခန္ဓာသုတ္တန်ထဲမှာထည့်ပြီးတော့ဟောထားတာဟုတ်လားစောင့်ရှောက်တဲ့ကြားတွေကပျက်စီးသွားပြီဆိုတော့အကြီးအကျယ်ပူလောင်ရတဲ့ဆင်းရဲရတယ်ယူသွေးရတဲ့အနေအထားသေဆုံးရတဲ့အနေအထားကိုတော့ရောက်သွားနိုင်တယ်ပေါ့ဒါဟာလည်းပဲလက်တွေ့သိနိုင်တဲ့ကာမကြောင့်ဖြစ်လာတဲ့မကောင်းတဲ့အချက်ပေါ့နောက်ဆက်ပြီးတော့ပြောလို့ဆိုတော့ယဟန်တို့